ပုံမှန်သချင်းတွေဆိုရဲဆိုရင်တော့ပုံမှန်သချင်းတွေလည်းဆိုတော့ဆိုနိုင်တယ်ပုံမှန်သချင်းတွေလည်းကျွန်တော်တို့ကပိုးလွယ်သလိုပေါ့နော်ရက်ကကြတော့နည်းနည်းမေးစောက်ခွားမပြောင်းနဲ့ဟဲ့ရွတ်လဲရွတ်နိုင်တာကိုကအမြန်နေနဲ့ရွတ်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်နည်းနည်းမေးပုံမှန်သချင်းတွေလည်းရော့ရပါလေကျွန်တော်အနေနဲ့ဆိုပါတယ်အဲ့တော့ဆက်လက်ချစ်ခင်အားပေးကြပါဦးလို့ပြောချင်ပါတယ်ချစ်တယ်နော်သူနဲ့ကျွန်တော်စုံနေကြရွာထိတ်ကတမပဲနာချစ်ခကြချိန်တွေများပြန်လဲကအမတ်ရခုကြတော့အေးမြရဲ့ဘဲစီမှာပြောနေမှာငငယ်ကစားခဲ့တဲ့ကြက်ဖက်ခွန်နဲ့ပြန်တတိယနင်ကတော့မြို့ကြီးမှာဆရာမကြီးဖြစ်လို့သာငါကတော့လဲထဲမှာအေးမြရဲ့ထဲထိုးပွားနည်းနည်းမေးကျေးဇူးတင်ပါတယ်လို့တချင်းနေရေးတာနည်းနည်းများနေလို့โอเคပါကျွန်တော်ကြတော့ဘယ်လိုပြောမလဲဆိုလို့ rock ကလည်းအဲ့လိုစွန်ရနေပြောနည်းနည်းမေး rock တွေလည်းကျွန်တော်နည်းနည်းမေးပမာဏနေအကုန်လုံးဆိုပြပါမယ်ခြေသုံးကရောက်လာပြီး right ဆိုတဲ့စိတ်ကြီးကိုတောင်းမနေဖြန်နာကမိုးထင်းမြောင်ပြန်တော့မလို့ကောင်းကင်ကြီးတက်ပြီးကွာကျက်တာရတွေခူးစောမှလင်းနေတဲ့တောက်ဘက်ကတပွေလဲနဲ့ကြားရဲမှစူးညောင်းနေချင်းထုတ်ကတန်မဏိလို့သူ့စိတ်ကအဆိုးကောင်းနဲ့များကြီးကရှုံးမပေးဘူးချေးဆက်သွားခေါင်းမော့ပြီးရင်ကော့ကတပွေလဲနဲ့ကြားရဲမှခုတော့ကရောက်လာပြီးချင်းကြီးကိုတပွေလဲကြားတော်ပြီခုနတချင်းလေးကတော့အေးမြကိုအမှတ်ရတဲ့တချင်းလေးပေါ့နော် Oh my god ရီးသားကတော့လောလောဆယ်တော့မရှိသေးပါဘူးကွာလို့မျိုးတချင်းနေတာရေးတာရီးသားကတော့ခုထိမထားဘူးသေးဘူးငယ်ချင်အောင်ဆိုရင်တော့လောလောဆယ်တော့ကြိုင်းမဲ့သူမရှိသေးပါဘူးဘာပြောနေဒီတိုင်းကကျွန်တော်အဲ့လိုမျိုးလေးတဘာဝကြက်ကြက်လေးရေးမယ်ဆိုပြီးစဉ်းစားလိုက်တာအဲ့အေးမြတချင်းလေးဖြစ်သွားတာအဒီကတော့ကိုယ့်ဘက်ကိုစိတ်နဲ့ပဲတကယ်ကိုဖြစ်နေလို့ကိုကအတွေးတွေကနေပြီးရင်ထဲကနေပြီးတော့အေးမြတကယ်ကိုဖြစ်နေလို့စူးစမ်းပြီးရေးဆက်ထားတာပေါ့နော်စာသားလေးကလည်းအေးမြဆိုတော့နည်းနည်းလေးလဲစမ်းတယ်ဆိုတော့အေးမြနေကလိုက်တယ်အဲ့တော့ကိုကလည်းအဲ့လိုမျိုးစဉ်းစားပြီးတော့ဒီအေးမြလေးဆိုရင်တော့မစိုးဘူးအဲ့တော့အေးမြကိုချစ်ခင်အားပေးကြပါဦးလို့ပြောချင်ပါတယ်ရက်ဆိုတဲ့ထဲမှာတော့ကျွန်တော်အားကြတာတယောက်ပဲရှိပါတယ်ကျွန်တော်ဘာတော့ကျွန်တော်ရက်စာသားတွေကလူတွေကိုနှိုးဆော်ပြီးတဲ့ရက်မျိုးတွေကျွန်တော်အဓိကရေးတာပေါ့နော်ရေးသားတော့မထားဘူးဆိုတော့ကိုယ့်ဘက်ကိုနှိုးဆော်ပြီးတော့တကယ်ကိုထည့်ပြီးတော့ကိုယ့်ဘက်ကိုရေးရတာပေါ့နော်မဆိုင်လိုက်တော့ကွာအဲ့တော့ပရိသတ်တွေကိုကျွန်တော်ရေးမြောက်ချပြနိုင်အောင်ကြိုးစားသွားမှာပါလို့